ပရိစိတ်နီးနဲ့ပတ်သက်ပြီးတော့ထူးခြားအကျိုးပြုမြန်စေမဲ့ပရိစိတ်နီးဂုဏ်တော်များအကြောင်းကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်ခင်ဗျာကျွန်တော်တို့ပရိစိတ်တဲ့နေရာမှာနံပါတ်1ကျွန်တော်တို့စိတ်သစ်နဲ့ပရိဒီအများကြီးရှိတဲ့ထဲကနေပြီးကျွန်တော်လေ့လာမှတ်တမ်းပြုစုထားတဲ့နံပါတ်1အရာတစ်ခုကိုစပြောပြပါမယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိဆိုရင်တစ်လုံးချအဲ့ဒါကိုတစ်ရက်ကို9ဘက်ဆက်ရမှာဘုရားကုံတရားကုံတန်ခါကုံမိဘဆရာသမားကုံကိုရည်စူးပြီးတော့စိတ်ပေးပါအဲ့လိုစိတ်နေတဲ့အခါမှာလဲဗုဒ္ဓံတန်ကိစ္ဆာမိဓမ္မံတန်ကိစ္ဆာမိတန်ခါတန်ကိစ္ဆာမိလို့တွေးပြီးတစ်လုံးချပြီးစိတ်နေတာတက်ကိုစိတ်နေရင်တလန်းနေကိုယ့်ရဲ့မနှောစိတ်အာယုံကနေပြီးတော့မှနှစ်ပတ်လောက်ကပေါ့နော်9ဘက်စိတ်တဲ့နေရာမှာနှစ်ပတ်လောက်ကမြန်မာပြည်မှာရှိတဲ့တကူကြီးဖရားတွေကိုကိုယ့်ရဲ့မနှောစိတ်ကနေတွားပြီးဖူးမြော်ပါဥပမာရွှေတကုံဖရားကိုတွားတယ်ရွှေတကုံဖရားကိုငါရှေ့ဘက်မုကတက်မယ်နောက်ဘက်မုကတက်မယ်တောင်ဘက်မြုကတက်မယ်ဖရားပေါ်ရောက်ရင်ငါဘားတွေလူမယ်ပေါ့ရွှေတကုံဖရားနဲ့ပတ်သက်လို့ရှိရင်လည်းမုတ်လေးမုတ်ရှိတဲ့နေရာမှာအရှေ့ဘက်မုကတက်လို့ရှိရင်ဘာတွေထူးခြားတယ်အနောက်ဘက်မုကတက်လို့ရှိရင်ဘလို့ကောင်းကျိုးတွေရရှိစေနိုင်တယ်တောင်ဘက်မုကတက်ရင်ဘလို့တွေအကျိုးကျေးဇူးတွေရရှိစေနိုင်တယ်ဆိုတာကိုလည်းကျွန်တော်အချိန်အားလျော်တဲ့ခါကျရင်ထပ်ပြီးတော့ကျွန်တော်ဝေမျှပါအောင်မယ်အဲ့တော့ကျွန်တော်ပြောချင်တာကတရဏဂုံနဲ့ပရိစိတ်နေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကမြန်မာပြည်မှာရှိတဲ့တကူကြီးဖရားဖြစ်တဲ့ရွှေတကုံတို့ကြိုက်ထီးယူတို့မန္တလေးမဟာမြတ်မှုတွေကိုကိုယ့်ရဲ့စိတ်မနှောနဲ့ကုသိုလ်ပြုပြီးငါဒီဖရားကိုတွားဖူးနေတယ်ဒီဖရားမှာငါရွှေသင်္ကန်းတွေကတ်တယ်ဒီဖရားမှာငါအလူလူတယ်ဆိုတော့မနှောကုသိုလ်ကိုလည်းထပ်ယူစေချင်ပါတယ်တရဏဂုံ9ဘက်စိတ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုံးကန်စရဏတွေတိုးယုံနေမကပဲနဲ့ကိုယ့်ကိုစောင့်ရှောက်တဲ့ကိုယ်ဆောင်နှက်ကတကောအဋ္ဌိပတ်ပို့ပြီးတော့စွမ်းတယ်ကိုပြုတ်နေတဲ့ကောင်းမှုကုသိုလ်တွေကိုသူကပြန်ပြီးတော့အထက်ပုဂ္ဂိုလ်တွေကိုအစီရင်ခံစာတင်လို့ရတယ်လူတိုင်းမှာကိုယ်ဆောင်နှက်ရှိတယ်ကိုယ့်ရဲ့ကိုယ်ဆောင်နှက်ဖုံးကန်တိုးမှကိုပြုတ်နေတဲ့ကုသိုလ်အကုသိုလ်ကိုသူကကိုယ့်ကိုပြန်ပြီးတော့သတိပေးနိုင်မှာတခါခါကျရင်လူတွေကကိုလုံးနေတဲ့လောကအကုသိုလ်ဖြစ်နေလားကုသိုလ်ဖြစ်နေလားဆိုတာကိုမသိဘူးအဲ့ဒါကိုယ့်ရဲ့ဖုံးကန်ကိုစောင့်နေတဲ့ကိုယ်ဆောင်နှက်ကဖုံးကန်စရဏနှိမ့်နေလို့ဖုံးကန်စရဏမြောက်အဲ့လိုတရဏဂုံနဲ့ကိုယ်ကယူပြီးပရိစိတ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ဆောင်နှက်ကဖုံးကန်တက်လာတဲ့ညီကိုလုံးနေတဲ့ကုသိုလ်အကုသိုလ်ကိုလည်းခွဲခြားနိုင်မှာပါဒါကတော့နံပါတ်1ပါနောက်တစ်ခုကတော့အောင်နမောဗုဒ္ဓတအရဟံတိဋ္ဌိဆိုတလုံးချပြီးတော့ပရိစိတ်ပါအဲ့ဒါကတော့ဖြစ်နိုင်လို့ရှိရင်ဇင်းကြံလျှောက်ပြီးတော့စိတ်စေချင်ပါတယ်ထိုင်ပြီးစိတ်တာမျိုးမဟုတ်ပဲဇင်းကြံလျှောက်ပြီးတော့စိတ်ပါဝိဇ္ဇာတွေရဲ့အဆောင်လျှောက်ကိုလိုချင်တယ်ဆိုရင်တော့တောင်ကနေမြောက်ကိုမျက်နှာမူပြီးစိတ်မြောက်အရက်မှာဝိဇ္ဇာတွေရှိတယ်အောင်နမောဗုဒ္ဓတအရဟံတိဋ္ဌိဆိုပြီးတလုံးချပြီးပရိစိတ်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုရင်စေးကောင်းဝါကောင်းတွေတိုးမယ်ကျမ်းမာစေမယ်ဓာတ်ကြီးလေးပါညီညွတ်စေမယ်ပထဝီဓာတ်ကိုရပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးပို့ပြီးတော့ကောင်းလာမှာပါနောက်တစ်ခုကတော့လောကဝိတုလောကသုံးပါးကိုတည်တော်မူသောမြတ်စွာဘုရားလို့ကိုယ့်ရဲ့စိတ်ကရည်မှန်းပြီးတော့စိတ်ပြပါလောကဝိတုဆိုတဲ့ပတိကိုစိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လောကသုံးပါးကိုတည်တော်မူသောမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုပွားများပြီးစိတ်ပြပါဒါဆိုရင်သူကဘာဖြစ်လာလဲဆိုတော့လောကဓာတ်မှာတိုက်ခိုက်ရတဲ့အနောက်အရှက်အတိုက်ခိုက်လောကဓာတ်မှာကြုံတွေ့ရတဲ့အခက်အခဲတွေအားလုံးကိုကပြုံးပြီးတော့ရင်ဆိုင်နိုင်ပါတယ်ဘယ်လိုတော့လောကဓာတ်ပဲလာဘယ်လိုတော့အတိုက်ခိုက်တွေပဲလာမမှုတော့ဘူးအပြုံးနဲ့ရင်ဆိုင်နိုင်ပါတယ်အဲ့ဒီလိုဖြစ်ဖို့အတွက်လောကဝိတုဆိုတဲ့ပရိစိတ်နည်းကအကျိုးပြုစေတယ်လို့သတ်မှတ်လို့ရပါတယ်လေ့လာလို့ရပါတယ်နောက်တစ်ခုကတော့နမောတတ္တဘဂဝတောအရဟတောတမ္မံတမုဒ္ဒတဆိုရင်တလုံးချပါဒါကတော့ဘာကိုတွားပြီးတော့အကျိုးပြုစေလဲဆိုရင်အိမ်တအိမ်မှာကျွန်တော်တို့အဓိကမိသားစုဝင်တွေရှိတဲ့ထဲမှာအိမ်အောင်စီအဖေနဲ့အမေလင်းစုံမြေဘက်ဆိုတာရှိတယ်ကျွန်တော်ပြောသလိုအခုဒီကုံတော်ကိုစိတ်မယ်ဆိုလို့ရှိရင်အိမ်အောင်ဦးစီးအချင်းချင်းဖြစ်မဲ့ပြဿနာတွေစိတ်ဝမ်းကွဲတာတွေမိသားစုဝင်အချင်းချင်းတယောက်တယောက်နားလည်မှုမရှိတာတွေအော်ဟဲ့ရတာတွေကိုချင်းစာတရားနဲတာတွေအိမ်ဆူတာတွေကိုမဖြစ်စေဘူးတဲ့အဲ့ဒီဂုံတော်ကိုစိတ်တဲ့အတွက်ကြောင့်အိမ်ကိုစောက်ရှောက်တဲ့အိမ်ဆောင်နှက်ကအဲ့ဒီအိမ်မှာရှိတဲ့မိသားစုတွေကိုနှွေးထွေးမှုပို့ပြီးတော့ပေးစေတယ်အချင်းချင်းဖြစ်မဲ့လောဘဒေါသမောဟတွေမြည်စရာစိတ်တွေဒေါသထွက်စေမဲ့စိတ်တွေကိုငြိမ်းအေးစေနိုင်တယ်ဒါကြောင့်နမောတတ္တဘဂဝတောအရဟတောတမ္မံတမုဒ္ဒတဆိုပြီးတော့စိတ်စေခြင်းပါတယ်နောက်တစ်ခုကတော့အရဟံကကြတော့17ဘက်စိတ်ပိုကောင်းပါတယ်အရဟံကကြတော့အရာအလုံးကိုသိမြင်နေတဲ့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုပဲရည်မှန်းပြီးတော့အရဟံဆိုပြီးတော့17ဘက်စိတ်ပါဒါကတော့နတ်ပြမာတွေရဲ့ကောင်းကျိုးအထူးကိုခံယူနိုင်တယ်လို့ပြထားတာပါခင်ဗျာနောက်တစ်ခုကတော့အကျွေးမြေပါကျွန်တော်တို့လောကကြီးမှာအကျွေးတွေအများကြီးရှိတယ်လူတိုင်းကိုယ်စီအကျွေးတွေရှိကြတယ်ဒီအကျွေးကြောင့်ဘာကြောင့်ခဏခဏထည့်ပြောလဲဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းနေ့စဉ်စားဝတ်နေရေးအတွက်ရုန်းကန်တဲ့နေရာမှာငွေကြေးအဆင်ပြေတဲ့နေ့တွေရှိသလိုငွေကြေးမလုံလောက်လို့အကျွေးတင်တာတွေလည်းရှိတယ်လောကကြီးမှာအကျွေးနဲ့กินတဲ့သူကတော်တော်ရှားနေတယ်ကျွေးတကယ်တင်တဲ့သူတွေကကျွေးတကယ်ကြေးကျင်နေဆိုရင်ဂန်းကောင်ညွန့်ကိုဖျားကိုလူပြီးတော့ဂန်းကောင်သားပတိနဲ့ပတိစိတ်ရမှာပတိစိတ်ရင်တမ္မံတန်ဖို့တော်ဆိုပြီးတော့စိတ်ပါအပတ်ရည်က6ဘက်စိတ်ရမယ်မိမိစိတ်တဲ့ချိန်မှာတနင်္လာနံဖြစ်တော့ဂန်းကောင်ညွန့်ကိုဖျားမှာလူပြီးဂန်းကောင်သားပတိနဲ့တမ္မံတန်ဖို့တော်ကို6ဘက်စိတ်မယ်ဆိုရင်ကျွေးကြည်စေမဲ့အကြောင်းတရားတွေကိုကံတရားကအများကြီးအထောက်ပံ့ပြုနိုင်ပါတယ်ဒါကြောင့်ကျွေးရှိတဲ့သူတွေကဂန်းကော်သားပရိကိုမဖြစ်မနေစောင့်တင်တယ်လို့ကျွန်တော်ကတော့နိဗ္ဗာန်ဆောခြင်းပါတယ်ခင်ဗျာနောက်တစ်ခုကတော့တုကတောကောင်းမြတ်သောစကားကိုဆိုတော်မူသောမြတ်စွာဘုရားပေါ့တုကတောကတော့ပတိတရက်ကိုစိတ်မယ်ဆိုရင်9ဘက်စိတ်ရမှာပါ
သူကတော့ပတိကိုဘယ်လိုလူမျိုးတွေစိတ်တင်လဲဆိုရင်ကျွန်တော်တို့လိုဘေးရင်ဆရာတွေကျူရှင်ပြတဲ့ဆရာတွေကျောင်းဆရာတွေတစ်ဖက်တော့သူကိုနားဝင်အောင်ပြောပြတဲ့ဆရာတွေပေါ့နော်အထူးသဖြင့်ကိုယ့်ရဲ့စကားကိုတစ်ဖက်လူနားဝင်အောင်ပြောတဲ့သူတွေအနေနဲ့စိတ်တင်တာပါအာနာဇက်ကောင်းစေတယ်ကောင်းသောစကားကိုဆိုတော့မြတ်စွာဘုရားလို့ရည်ရွယ်ပြီးသူကတော့ကိုစိတ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အာနာဇက်ထက်ပြီးတော့ကိုပြောတဲ့စကားကအာဝဇွန်းရှင်မယ်ကိုပြောတဲ့စကားကိုတစ်ဖက်လူလက်ခံမယ်အာနာဇက်ထက်စေပါတယ်အဲ့တော့ကျောင်းဆရာတို့ဘေးရင်ဆရာတို့အထူးသဖြင့်စကားပြောစမ်းရည်နဲ့လှုပ်ရှားတဲ့သူတွေကပို့ပြီးတော့စိတ်တင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့အရေးကြီးဆုံးအစွမ်းဆုံးသောပရိစိတ်နည်းပါနေ့ချင်းညချင်းကြီးပွားနိုင်တဲ့ပရိစိတ်နည်းတစ်ခုကိုပြောပါမယ်အဲ့ဒါကတော့စာရဘာဝပရိစိတ်နည်းပါခင်ဗျာစာရဘာဝပရိစိတ်နည်းကိုတချို့ကသိတာရှိသလိုတချို့ကတော့မသိကြဘူးပေါ့နော်ဒါပေမဲ့ကောင်းတာအောင်လုပ်တာဖြစ်တဲ့ကြောင့်ကောင်းတာအောင်လုပ်တာလို့ကိုယ်စိတ်ကခံယူပြီးတော့မေတ္တာစိတ်ကလေးထားပြီးစာရဘာဝပရိစိတ်နည်းလေးကိုလည်းစိတ်စေချင်ပါတယ်စာရဘာဝပရိစိတ်နည်းကိုစိတ်တော်မယ်ဆိုရင်ကိုယ့်ရဲ့ညာဘက်လက်ဖွားပေါ်မှာစာဒဘာဝလို့အရင်ရရမယ်ပြီးနတ်တဖြူလေးအနှဲငယ်တုံမယ်ပြီးလို့ရှိရင်ပတိကို108လုံးပတိနဲ့မစိတ်နဲ့28လုံးပတိနဲ့စိတ်ပါအပတ်ရည်ကသူကအကျိန်အပတ်ရည်40ပြည့်အောင်စိတ်ရတာ28လုံးပတိနဲ့ခတ်တော့ခက်ခဲတယ်ပင်တော့ပင်ပန်းတယ်ဒါပေမဲ့တကယ်ဖြစ်ချင်တကယ်လို့အဟုတ်ဖြစ်ရမည်ဆိုသလိုကျွန်တော်တို့တကယ်အောင်မြင်ခြင်းနဲ့ဆိုရင်စူးစမ်းရမှာပေါ့နော်ဒါကြောင့်စာရဘာဝပတိစိတ်တော်မယ်ဆိုရင်လက်ဖွားပေါ်မှာစာရဘာဝလို့ရေးမယ်နတ်တဖြူလေးအနှဲငယ်တုံမယ်ပတိတစ်လုံးကိုကင်ပြီး28လုံးပတိလေးနဲ့စက်ကုမာစိန်တော့မာစိန်တော့ဆိုရင်တစ်လုံးချဓာဆိုရင်ဓာအဲ့လိုစဓာဘာဝတလုံးရုပ်တလုံးရဲ့အနက်ကိုဆိုတလုံးရဲ့ပါဠိကိုပြန်ဆိုပြီးတော့မှအဲ့ဒါလိုစိတ်သွားပါအကျိန်ရည်40အပတ်ရည်40ပြည့်အောင်စိတ်ပါအပတ်ရည်40ကိုရက်40ပြည့်အောင်စိတ်တေချာပေါက်ထူးခြားလာလိမ့်မယ်စာရဘာဝပရိစိတ်နေကြောင့်မထင်မှတ်ဖဲဘဝမှာတကယ့်ကိုနေချင်းကြီးပွားသွားတဲ့သူတွေကျွန်တော်အသက်နဲ့အများကြီးကြုံတွေ့ပူပါတယ်ဒါကတော့ပရိစိတ်နေနဲ့ပတ်သက်ပြီးတော့ထိရောက်စေသောဂုဏ်တော်တွေထိရောက်စေသောပရိစိတ်နေတွေပါလူတစ်ခုပုံမှုရတဲ့ဆဲကလေးဆိုသလိုပဲကိုယ့်ဘဝမှာရှိနေတဲ့အပူတွေကိုခွာချနိုင်ပြီးအေးချမ်းခြင်းအစစ်နဲ့တူတရားသဘောကိုရနိုင်ပြီးနေချင်းညချင်းကြီးပွားချမ်းသာစေဖို့အတွက်ကျွန်တော်အခုနိဗ္ဗာန်ဆိုညွှန်ကြားထားတဲ့ပရိစိတ်နည်းလေးတွေနဲ့ပရိစိတ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ခြေတော်ဓမ္မမိတ်ဆွေဦးဖေဖေမေမေကိုဒေါ်ရင်ညီလေးညီမလေးတွေအားလုံးကျမ်းမာချမ်းသာသွားရမှာပါဒါကြောင့်မို့ဘာသာရေးကိုအတူတကွလှုပ်ဆောင်ရင်းကနေပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ